ဒီ brother တို့ကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ ice rate ကူညီပေးပါတယ်ဖြစ်ပါတယ်ကျွန်တော် ice rate ice ကအကောင်းဆုံး fruit ပဲဖြစ်ပါတယ်အဲ့မျိုးကျွန်တော် ice rate ကူညီပေးလိုက်ပါမယ်ဗီဒီယိုလေးကိုဆက်လိုက်အောင်မြောက်ကကျွန်တော်တို့ဒီမှာတော့ဝင်တော့မနော်လိုင်းရန်ကွာတိတ်မကောင်းဗျာကျွန်တော်တို့ဖုန်းလိုင်းမကောင်းတာဗျဝင်ပြီမြင်လိုက်ပြီတော့ရောက်ပြီဗျကျွန်တော်ဒီ average လောက်တာကြာမှမလို့တချင်းလေးပဲ brother တို့နားဆင်လိုက်တော့ကျွန်တော်လည်းအလုံးကိုရတော့မယ်မမရေရှင်လေးကချင်များပြီးစေမမရေတကယ်အောင်မေးပြီးဆွေးရတယ်မမရေတကယ်ကိုနဲ့မျက်နှာရတယ်မမရေကျွန်တော်လည်းအလုံးကိုရတော့မယ်မမရေရှင်လေးကချင်များပြီးစေမမရေတကယ်တန်တာပြီးဆွေးရတယ်မမရေတကယ်ကိုနဲ့မျက်နှာရတယ်မမရေခလာနဲ့လာပြီးမောင်ရင်ဝင်နေကိုအချင်လာတဲ့သူပေးသွားတယ်လေခလာပြောရှင်မှုကိုစေလူကိုလိုက်တာဘယ်မလို့ယူတဲ့မိရီလေကျွန်တော်တဲကခံစားရတဲ့မမရေကြွေချလို့နေခါလို့ကျွန်တော်မြဲရေခြေကွမ်းမတခံစားရတာကျွန်တော်ဖြစ်ပါရှင်ကွမ်းမတခံစားရတာကျွန်တော်ချစ်ပါမမရေလွန်ရပြီလေကျွန်တော်အလုံးကိုရတော့မယ်မမရေရှင်လေးကဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုမှာလည်းကျွန်တော်အားပေးကြပါဦး subscribe လေးလုပ်ပေးကြပါဦး TikTok မှာလည်း follow လေးလုပ်ပေးကြပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲ bye bye